Cái tông này không mà bé chứ không cái cú này bị nó ရှေ့ကဗီဒီယိုဖိုင်မှာမြင်တွေ့ခဲ့ရတာပေါ့ဗျာတောင်ကြီးမြို့ပြည်သားရက်ကွက်နှင်းစီလမ်းမှာရှိတဲ့ဆိုင်ငယ်ဆိုင်ပေါ့ဗျာမီးလောင်မှုဖြစ်ပွားခဲ့တာပေါ့ဗျာမီးကတော်တော်လေးကိုပြင်းတယ်ဗျာအဲ့မဲ့ဗျာကြည့်လိုက်ပါဦးဗျာတက်ကြိုးတွေတောင်တော်တော်ဖြစ်ကုန်တာဗျာတော်တော်ကြီးကိုပြင်းတယ်ဗျာအဲ့ဒါကိုမိသက်သမားတွေကဘလို့တောင်ဆက်ပြီးငိမ့်သက်သွားမလဲဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုကိုအဆုံးထိကြည့်လောက်ကြအောင်ပါဗျာ Cái tông này không mà bé chứ không cái cú này bị nó đi lên dây hòa bà bị đẹp ôi trời điနောက်ဗီဒီယိုလေးကိုအခုတို့အဆုံးထိကြည့်ရှုပေးကြတဲ့ဒုတိယချင်းစီတန်းကိုကျေးဇူးအထူးတင်ရှိပါရဗျအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရစမ်းတွေကိုတင်ဆက်မပြတ်ကြည့်ရှုချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို like and follow လေးလုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဗျ